အားလုံးပဲမင်္ဂလာပါ Whisper Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ2026နှစ်တစ်ကိုရောက်လာတဲ့နောက်ပိုင်းဘောလုံးလောကမှာတော့အလုတ်ခတ်ဆုံးသတင်းတွေကစားသမားအပြောင်းရွှေ့သတင်းတွေဖြစ်မလာခဲ့ပဲနီးပြအပြောင်းတဲ့သတင်းတွေဖြစ်လာခဲ့ပါတယ်ဇန်နဝါရီလ1ရက်နေ့မှာ Chelsea နီးပြမာရက်စ်ကထုတ်ပယ်ခံရတာရပ်ပိုင်းတွင်းမှာပဲ Manchester United နီးပြအမော်ရင်ထုတ်ပယ်ခံရတာနဲ့ Real Madrid နီးပြဇာဗီလိုဆိုထုတ်ပယ်ခံရတဲ့သတင်းတွေဟာအောက်စားလောကမှာလှုပ်ခတ်တဲ့သတင်းတွေဖြစ်လာခဲ့ပါတယ်တစ်ဆက်တည်းမှာပဲထုတ်ပယ်ခံရတဲ့နီးပြတွေနေရာမှာအစားထိုးဝင်ရောက်လာမယ့်နီးပြတွေရဲ့သတင်းတွေကဆက်တိုက်ဆိုသလိုတက်လာခဲ့ပြီးလက်ရှိချိန်မှာတော့ Chelsea တင်းဟာ Mahrez ကနေရာမှာ Rosell နေရာ Manchester United က Michael Carrick နဲ့ Real Madrid က Xavi Alonso နေရာမှာ Abilo ကိုပြန်လည်ခန့်အပ်သွားခဲ့ပါတယ်။ဒီနေရာမှာ Premier League နှစ်သင်းဖြစ်တဲ့ Chelsea နဲ့ Manchester United တို့ဟာနီးပြတဲ့နေရာကိုအင်္ဂလိပ်လူမျိုးနီးပြတွေပြန်လည်ခန့်အပ်ခဲ့တာနဲ့ပတ်သက်ပြီးထူးခြားမှုတွေရှိလာခဲ့ပါတယ်။ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကလည်း Premier League နဲ့အင်္ဂလိပ်လူမျိုးနီးပြတွေအကြောင်းပဲဖြစ်ပါတယ်။အင်္ဂလန်မှာကျင်းပနေတဲ့ Premier League ဟာအခုဆိုရင်34နှစ်တဲကိုဝင်ရောက်လာခဲ့ပြီဖြစ်ပြီးဒါဟာဘောလုံးစကားနဲ့ပြောရရင်ဘောလုံးမျိုးဆက်30ဆလောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့အထူးထူးခြားခြားဖြစ်စဉ်တစ်ခုကတော့အင်္ဂလန်နိုင်ငံကအမှတ်ပေးဖလားကိုအင်္ဂလိပ်လူမျိုးနီးပြတွေတယောက်မှအခုချိန်ထိရယူခဲ့ခြင်းမရှိသေးတာဖြစ်ပါတယ်။အခုချိန်မှာအသက်82နှစ်ရှိပြီဖြစ်တဲ့တစ်ချိန်က Leeds United အသင်းနီးပြ Howard Wilkinson ဟာအင်္ဂလန်မှတ်ပေးဖလားကိုနောက်ဆုံးရယူခဲ့တဲ့နီးပြဖြစ်ပြီး1991-92ခုနှစ်ကPremier League မဖြစ်ခင် The First Division မှာအမှတ်ပေးဖလားကိုယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီဘောလုံးရသည်ပြီးတဲ့နောက်အမှတ်ပေးဖလားချန်ပီယံကိုကျွန်တော်တို့ Premier League လို့ပြောင်းလာခဲ့ပြီးတဲ့နောက်မှာတော့အမှတ်ပေးဖလားကိုယူခဲ့တဲ့နီးပြက12ယောက်ထိပေါ်ထွက်လာခဲ့ပြီးကံမကောင်းစွာတဲ့အင်္ဂလိပ်လူမျိုးဘောလုံးနီးပြတယောက်မှမပါဝင်ခဲ့တာပါ။အဲ့ဒီထဲမှာ Scotland လူမျိုး Sir Alex Ferguson 73ကြိမ်နဲ့ Spain လူမျိုးနီးပြ Pep Guardiola တို့က6ကြိမ်နဲ့အများဆုံးယူထားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီရာသီမှာတော့အင်္ဂလန်မှာအင်္ဂလိပ်နီးပြတွေပြန်တဲ့နေရာရလာခဲ့ပါပြီ။ Eddie Howe, Shortite, Rosania, Scott Parker ဆိုပြီး၄ယောက်ထိနီးပြချုပ်နေရာမှာရှိနေပြီး Michael Carrick ကတော့ယာယီနီးပြဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။အသင်း20မှာ4သင်းမဲ့နီးပြချုပ်ဖြစ်အင်္ဂလိပ်လူမျိုးကိုနေရာပေးထားတဲ့ Premier League ဟာဥရောပထိပ်သီး9လိမှာဒေသခံနီးပြအနည်းဆုံးလိပြိုင်ပွဲဖြစ်ရှိနေခဲ့တာတော့အချိန်ကာလတစ်ခုကြာလာခဲ့ပြီဖြစ်ပါတယ်။စီးရင်စရာတွေရကျွန်တော်တို့ပြောမယ်ဆိုရင်အီတလီ Serie A ဟာဒေသခံအီတလီနီးပြ16ယောက်ထိအလုပ်ပေးထားပြီးစပိန်မှာဆိုရင်17ယောက်ဘူဒါလီကာမှာ12ယောက်နဲ့ပြင်သစ်မှာ10ယောက်ထိဒေသခံနီးပြတွေကိုနေရာပေးထားတာပါအဲ့ဒီထဲမှာဂျာမန်ဘူဒါလီကာနဲ့ပြင်သစ်လီဂူဝမ်ဟာဆိုလို့ရှိရင်အသင်း18တာဝင်ပြိုင်ထားတဲ့လိပြိုင်ပွဲတွေလည်းဖြစ်ပါတယ်1992-93ကစလို့ Premier League လူစတင်ခဲ့ပြီးဆာအလက်ဖာဂူဆန်က United အတွက်26နှစ်ကြာကွာဝေးနေတဲ့မှတ်ပေးဖလားကိုယူခဲ့ပြီးပါတယ်အဲ့ဒီရာသီတုန်းကအဆင့်နှစ်နေရာမှာ Aston Villa အသင်းကရှိခဲ့ပြီး Aston Villa နီးပြကတော့အင်္ဂလိပ်လူမျိုးနီးပြ Ron Atkinson ကဦးဆောင်ခဲ့တာပါဒါပေမဲ့သူ့အသင်းကဖာဂူဆန်ရဲ့အသင်းနဲ့10မှတ်ထိကွာဟထားတာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း2နှစ်လောက်အကြာမှာပဲဖာဂူဆန်ကိုကြော်ပြီးဖလားယူနိုင်ခဲ့တဲ့နီးပြတယောက်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတော့ဘယ်လဘန်နီးပြ Kenny Dalglish ဖြစ်ပြီးတော့သူကလည်း Scott လူမျိုးတယောက်ဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာပဲ Premier League ဟာနိုင်ငံခြားသားနီးပြတွေကိုအမြောက်အများခေါ်ယူလာခဲ့တာဖြစ်ပါတယ်။ဖာဂူဆန်ကိုတော်လှန်နိုင်တဲ့နီးပြအဖြစ်နောက်ထပ်တယောက်ရှိခဲ့ပြီးအဲ့ဒါကတော့အဆင်ဝန်ကာပါ။သူက1996မှာ Premier League ကိုရောက်လာခဲ့ပြီးတော့မှ Premier League ဖလား3ကြိမ်ထိအောင်မြင်မှုရခဲ့ပါတယ်။ဒါပြင် FA ဖလား Community တိုင်းစတဲ့ပြည်တွင်းဖလားတွေယူပြနိုင်ခဲ့တဲ့နီးပြပါဒါပေမဲ့သူကလည်းအင်္ဂလိပ်လူမျိုးနီးပြမဟုတ်ဘဲနဲ့နိုင်ငံခြားသားပြင်သစ်လူမျိုးဖြစ်နေခဲ့ပါတယ်အစဝန်ကပြီးတဲ့နောက်မှာတော့ Chelsea ရဲ့ရှင်ကြီးမွေးတို့နေချင်းကြီးတဲ့နေရက်တွေရောက်လာပြီး Special 1လို့ခေါ်တဲ့ Mourinho ရောက်လာခဲ့ပါတယ် Mourinho ဟာဖာဂူဆန်ရဲ့အဓိကပြန်ဖက်ဖြစ်ခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာတော့ Carlos Ancelotti, Antonio Conte, Robert Mancini, Ranieri, Pellegrini, Jurgen Klopp, Pep Guardiola စတဲ့နီးပြတွေဟာမှတ်ပေးဖလားကိုယူနိုင်တဲ့နီးပြတွေဖြစ်တယောက်ပြီးတယောက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့ဒီချိန်တုန်းက United ကစားသမားဟောင်း Leon Edwards ကဒီရောက်လာတဲ့နိုင်ငံခြားသားနီးပြတွေဟာမြေစမ်းခရမ်းပြူနီးပြတွေတယောက်မှမရှိပါဘူး။သူတို့ကသူတို့ရဲ့သက်ဆိုင်ရာ league တွေမှာမှတ်ပေးဖလားဒါမှမဟုတ်စုဖလားတွေနဲ့ရင်းနှီးပြီးသားနီးပြတွေရှိဖြစ်ပါတယ်။ဒါကြောင့်မလို့လေသူတို့ကမှတ်ပေးဖလားရဖို့ဘာတွေလှုပ်ဆောင်ရမယ်ဆိုတာသိပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီညမှာအောင်မြင်နေတာလို့သူကဖတ်ချက်ပေးသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဂျန်နက်ဥရောပထိပ်သန်း9လိမှာSerie A က29ကြိမ်၊ဘူဒါလီကာက24ကြိမ်၊လီဂူဝမ်က23ကြိမ်၊စပိန်မှာ14ကြိမ်ထိသက်ဆိုင်ရာဒေသခံနီးပြတွေကမှတ်ပေးဖလားကိုယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ဒီမှာမေးစရာတစ်ခုရှိတာကအင်္ဂလိပ်နီးပြတွေအခွင့်အရေးလုံလုံလောက်ရကြရလားဆိုတာပါပဲ။ Premier League ကိုစင်ခေါ်နိုင်စွမ်းရှိတဲ့ကလပ်တင်းတွေမှာအင်္ဂလိပ်မန်နေဂျာတွေကိုယုံကြည်နဲ့အလုပ်အခန့်ဆုံးအသင်းကတော့ Newcastle အသင်းပါ။ Newcastle ဟာ Kevin Keegan ကို1992ကနေ1999ထိအလုပ်ခန့်အပ်ခဲ့ပါတယ်။ဒါပေမဲ့1995-96ဘောလုံးရာသီတရားဒီထဲပဲသူဟာအမှတ်ပေးဖလားနဲ့အနီးဆက်ဆုံးဖြစ်အဆင့်နှစ်နေရာမှာရောက်ခဲ့ပြီးဒါတောင်ဖာဂူဆန်ရဲ့ Manchester United နဲ့12မှတ်ထိကွာဟနေခဲ့သေးတာဖြစ်ပါတယ်။နောက်ထပ်ဆူဖလားရရှိမှုတဲ့ Premier League နီးပြတွေထဲမှာ Harry Redknapp ဟာအင်္ဂလန်ရဲ့အောင်မြင်ဆုံးအသင်းနီးပြဖြစ်ရှိနေခဲ့တာပါ။သူက
FA ဖလားကို Portsmouth အသင်းနဲ့ရခဲ့တာဖြစ်ပြီးနောက်ထပ် Sam Allardyce, Sir Bobby Robson စတဲ့နာမည်ကျော်နီးပြတွေဟာလည်း Premier League မှာအတန်အသင့်လုပ်ခဲ့ပေမဲ့မပြီးဖလားတော့မရရှိခဲ့ပါဘူး။လက်ရှိ Premier League ရဲ့ကြီး6ကြီးအသင်းတွေက Chelsea ဟာအင်္ဂလိပ်လူမျိုးနီးပြ Rossoneri ကို2032ထိရှိမဲ့စာချုပ်နဲ့ခန့်အပ်ခဲ့ပါတယ်။ Manchester United ကလည်း Carrick ကိုရာသီကုန်ထိနီးပြချုပ်ဖြစ်ခန့်အပ်သွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ Man U ရော Chelsea ရောနှစ်သင်းစလုံးကဒီရာသီ Premier League ဖလားကိုစိန်ခေါ်နိုင်ဖို့အတော်လေးမဖြစ်နိုင်တဲ့အသင်းတွေဖြစ်နေတာပါ။အချိန်တုန်းက Stoke City ရဲ့နာမည်ကျော်နီးပြ Tony Pulis ကတော့ပြီးခဲ့တဲ့25နှစ်လောက်ကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ထိပ်တန်းကလပ်တွေကိုဥဆောင်ခွင့်ရတဲ့အင်္ဂလိပ်လူမျိုးနီးပြမရှိဘူးလို့သူကပြောပါတယ်။လက်ရှိချိန်မှာတော့အင်္ဂလိပ်နီးပြတွေထဲမှာ Eddie Howe က Newcastle ကိုနှစ်ပေါင်း80ကြာဝေးကွာနေတဲ့စူဖလာကိုပြန်ယူလဲရယူပေးခဲ့တဲ့နီးပြဖြစ်ရှိနေတာပါ။မကြာခင်အနာဂတ်မှာပဲအင်္ဂလိပ်နီးပြကသူတို့ရဲ့စူဖလာဝေးကွာနေမှုကိုအဆုံးသတ်နိုင်မလဲ Premier League ဖလားကိုအရင်ဆုံးရယူနိုင်မလဲဆိုတာကတော့မဝမရဲမျှော်လင့်ရင်းနဲ့ကျွန်တော်ရဲ့အစီအစဉ်လေးကိုကြည့်ရှုနေတဲ့သူတွေရဲ့အမြင်ကိုလည်း comment ထဲမှာဆွေးနွေးသွားဖို့တိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်